ခေတ်နေနေတဲ့ပိုင်ဆိုင်မှုခိုင်မာတာလေးပြောပြပါလားတဲ့လက်ထက်ငွေသားမထားခြင်းလို့တဲ့မြေဝယ်ရမလားရွှေစုရမလားတဲ့ဆိုတော့ဒီလိုမေးခွန်းနဲ့ကျွန်တော်ခဏခဏလေးဖြေပေးတယ်ဗောနော်အခုလည်းထပ်ပြီးတော့ဖြေပါအောင်မယ်မိတ်ဆွေတို့ဘူးသူရရအောင်ဗောနော်အရင်ဆုံးကျွန်တော်မြေနဲ့ပတ်သက်တဲ့အားသာချက်လေးတွေပြောပြမယ်မြေအားကြတော့ကျွန်တော်တို့ခိုင်မာတဲ့မြေကိုဝယ်ထားရင်ခိုင်မာဆိုစားစားနဲ့ခိုင်မာတဲ့ကိုယ်နာမည်နဲ့တေချာအမိပေါက်ပါညာဗောနော်ဝယ်ထားတဲ့ခါကျရင်ကျွန်တော်တို့ကအချိန်တိုင်းတာတစ်ခုတည်းရောက်လာတဲ့ခါကျရင်မြေကဈေးတက်တယ်ဈေးမတက်တဲ့မြေဆိုတာဒါတော်တော်ကြီးကိုကျွန်တော်ရွေးချယ်မှားတဲ့ခါကျမှပဲမတက်တာဗောနော်တောင်းတောင်းမြေတွေကဒါဈေးတက်တယ်ဘာလို့ဆိုကျွန်တော်ကဘာကြီးမှာလူရများလာမှာလေနည်းသွားတာဟုတ်တယ်မအဲ့တော့နေစရာလိုလာမှာပဲအဲ့တော့အခုတစ်နှစ်မတက်ဘူးဆိုရင်တော့3နှစ်5နှစ်10နှစ်ကျင်းတွေပေါ့တက်ကိုတက်လာတယ်ပြီးတော့တက်တာလည်းတော်တော်ကြီးကိုတက်တယ်ဗောနော်အတက်ဖက်ကိုတော်တော်များတယ်ဗောနော်အားကြောင့်မလို့အမြေရဲ့အားတက်ချက်ရှိတယ်ပြီးတော့ပိုင်ဆိုင်မှုခိုင်မာတဲ့နေရာမှာလည်းပြောရမလို့သူများတွေခိုးလို့ဝက်လို့မရဘူးမြေကြီးကိုစားစားနဲ့တေချာလောက်ထားတဲ့ဒီနေရာဒီ plot တေချာလောက်ထားတယ်ပြီးတော့လူနေလည်းအသင့်ရှိတဲ့နေရာမှာဆိုရင်ကျွန်တော်တို့မြေကွက်ကိုဘယ်သူမှလာပြီးတော့လူလည်းမရတယ်လို့ခိုးရလို့လည်းမရအောင်စားစားနဲ့နေပါဝါရင်နောက်မှပြနောက်ဆုံးပြောရမှာဆိုရင်ကျွန်တော်တို့အဲ့မြေကွက်ကိုမဆုံးရှုံးဘာလို့လဲဆိုတော့ကျွန်တော်စီပင်မှာမြေယာဌာနတွေမှာတေတေချာစားစားနဲ့စနစ်ကျလောက်ထားဖြစ်တဲ့ကြောင့်စားအပြောင်းနဲ့ပြန်လျှောက်ပြီးတော့အဲ့မြေကိုပြန်ပြီးတော့ယူလို့ရတာပေါ့နော်မြေရဲ့အားသာချက်ပေါ့နော်တစ်ခါမှကျတော့ကျွန်တော်ရွှေရှိရယ်ရွှေရကြတော့အားသာချက်ရယ်လို့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဈေးကသူကတစ်ခါလေကျရင်မြေထက်ပိုတက်တဲ့အနေအထားမျိုးတွေရှိတယ်အခုအချိန်လေးမှာဆိုတာရွှေကမြေထက်ပိုတက်တဲ့ဆိုတဲ့အထဲမှာပါတာပေါ့နော်။ဘာကြောင့်လဲဆိုတော့နိုင်ငံတကာမှာလည်းရွှေဈေးကပိုတက်လာတာကြောင့်လည်းပါတယ်ပြီးွားရင်ရွှေကတဲလို့ပြုတ်လို့လွယ်တယ်ဗျာပြောရမှာဆိုနေရာတွေပဲရွှေတဲ့ခါကျရင်သူကလွယ်တယ်လေကောက်တယ်သွားရုံပဲတွားရုံပဲနိုင်ငံခြားမထွက်သေးရပေါ့နော်နိုင်ငံခြားတော့ယူရလို့မရအဲ့တော့ရွှေလို့ပြုတ်လို့လွယ်တယ်အခုလိုအချိန်လေးမျိုးမှာပေါ့ဗျာတည်ရမှာဒါကိုနေရာကိုနေထိုင်တဲ့နေရာအချိန်လေးမကောင်းတခြားနေရာကိုရွှေချားမျိုးရွှေရမှာဆိုရင်ရွှေတဲသွားလို့ရတယ်เนาะကြိုပြီးတော့ယူသွားလို့ရတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒါလောက်ကြတဲ့သူတွေတော့ရှိမရှိတော့ကျွန်တော်လည်းမသိဘူးเนาะရှိပါပါဟိုဘန်းတွေပါတွေမှာအဲ့ရွှေကိုသွားပြီးတော့အာမခံနဲ့တော့အပ်ထားလို့ရတယ်ကြိုက်ရရှိတော့ထုတ်လို့ရတယ်ဗောနော်ဆိုတော့ပြောရမယ်ဆိုရွှေကတော်တော်ကြီး safe ဖြစ်တဲ့အနေထားမှာပါတယ်ဝယ်ရရောင်းရတာလည်းလွယ်တယ်အဓိကရောင်းရတာလည်းလွယ်တယ်ဗောနော်ပြန်ပြီးတော့ဝယ်မယ်လို့ရှင်းမြဲနဲ့လည်းဈေးတက်တယ်ဗောနော်ဆိုတော့အားနည်းချက်နဲ့ပတ်သက်ပြီးပြောမယ်မြေရဲ့အားနည်းချက်ကတော့ကျွန်တော်ခုနကတော့ရှေ့မှာရွှေကိုပြောခဲ့တယ်လို့မျိုးပဲသူကရွှေရပြောင်းတာနည်းနည်းခက်တယ်ဗျရွှေရပြောင်းတာခက်တယ်ဆိုတော့ဒီနေရာဝယ်ထားမှဒီနေရာမှာပဲလေဟုတ်တယ်မလားအဲ့ဒါအောင်မှကျွန်တော်ရောင်းချင်တယ်ဆိုရင်လည်းအဲ့ခက်တယ်ဘာလို့ဆိုဝယ်တဲ့လူရှိမှဒီရွှေကအတက်မြေကကျွန်တော်ရောင်းဖြစ်မှာပေါ့နော်ဟိုလိုမျိုးခွဲချမ်းစိတ်ဖြာပြီးရောင်းဖို့အတွက်ကလည်းပြောရမယ်ဆိုရင်အရင်မလွယ်နေဘူးပေါ့နော်အဲ့တော့ကုန်ကြစိတ်တွေလည်းရှိတယ်ပြီးတော့ဟိုနေရာမှာ10ပေပတ်လေလောက်ခွဲပြီးတော့6ကွက်လောက်ခွဲပြီးရောင်းချင်တယ်ဒီပိုင်းညာလုံးလို့မရဘူးလေအဲ့တော့အဲ့ရွှေပြောင်းတဲ့ပိုင်းမှာနည်းနည်းခဲရင်းတယ်နောက်တစ်ခါကျတော့အဲ့မြေကဟိုပြောရမယ်ဆိုရင်အဝယ်မှားတဲ့အခါကျရင်ပေါ့နော်အဝယ်မှားတဲ့အခါကျရင်စားစားနဲ့အလိန်ခံရတယ်ဆိုတဲ့ပြဿနာမျိုးဖြစ်နိုင်တယ်ရွှေလို့ပါတော့မဆိုအဲ့ပြဿနာမရှိဘူးလေဒါယုံကြည်စိတ်ချတဲ့ဆိုင်သွားဝယ်လိုက်ရင်သူ့ပေါင်ချားပါညာတေချာဝယ်လိုက်ဘာမှအလိန်ခံတဲ့အကြောင်းမရှိမြေရကြတော့လို့မဟုတ်စာရွက်ကြီးတွေ့နေရတယ်နော်ဒါပေမဲ့အဲ့ဒီစာရွက်ကြီးကတေချာမစစ်တတ်ဘူးရှင်းနေတွေပါညာတေချာမလုပ်ထားဘူးဆိုရင်အမှုတွေပါရင်ဆိုင်ရတာမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့ဒါမြန်မာတိုင်းလုံးမှာရှိတဲ့မြေတွေကပေါ့နော်ဒါဘိုးဘွားပိုင်မြေကလွဲလို့ပေါ့နော်ဂရမ်မြေတွေစလစ်မြေတွေကျန်တဲ့မြေအမျိုးအစားပဲအမျိုးအစားမဆိုပေါ့နော်သူကဒါအစိုးရတရားဝင်သိမ်းပိုင်ခွင့်ရှိတယ်အဲ့လိုရှိတယ်ကျွန်တော်တို့ပြန်တော့ပေးလိုက်မယ်အဲ့မြေတစ်ကွက်စာဒါပေမဲ့တရားဝင်သိမ်းပိုင်ခွင့်ရှိတယ်အဲ့ဒါသူစာချုပ်ထဲမှာထည့်ရေးထားတာပေါ့နော်အငှားဂရမ်ပြောမှာဆိုဂရမ်ဆိုတာတော့ကျွန်တော်အငှားဂရမ်ပြောကြရင်ကျွန်တော်260ဂရမ်ဝယ်ထားတယ်ပဲဒါ260ပြီးရင်ကျွန်တော်ပြန်ပြီးတော့တက်တန်တိုးရတယ်အဲ့မတိုးပေးဘူးဆိုရင်ကျွန်တော်တို့အဲ့ဒါကိစ္စလေးရှိရပါတော့အဲ့တော့မြေကြီးကအဲ့ဒါမျိုးလေးတွေတော့အားနည်းချက်လေးတွေရှိတယ်ဒါပေမဲ့အဲ့ဒါအရင်စိတ်ပူကြမလို့ပေါ့အဲ့ဒါအရင်စိတ်ပူကြမလို့ကျွန်တော်တို့ကအဲ့ဒါကြီးနဲ့အဝေးကြီးပါတကယ်တမ်းဖြစ်မယ်ဆိုရင်ကျွန်တော်ဖြစ်နိုင်ကြကိစ္စအဲ့ဒီစားဆန်နဲ့ဝယ်ကြရအောင်မှန်တဲ့ခါကျရင်တိုင်ပတ်ပါပေါ့နော်တချို့ကျတော့လည်းပြောမှဆိုနေဒီပိုင်းညာတွေမှာကျွန်တော်တို့အကွက်ရိုက်ထားတဲ့ရောင်းတဲ့မြေဝယ်တယ်ပေါ့နော်အဲ့ခါကျရင်လည်းအန်နီများတယ်ပေါ့နော်ဈေးတက်တာမှန်တယ်ဒါပေမဲ့အဲ့ risk တစ်ခုရှိရပေါ့နော်အဲ့လိုမျိုးလေးရှယ်တာမြေရဲ့အားနည်းချက်ပေါ့နော်ရွှေရဲ့အားနည်းချက်ကကျတော့ပရောင်းချက်ကရွှေကကျွန်တော်ရှေ့မှာပြောခဲ့ရောင်းဝယ်ရလွယ်တယ်လို့ပြောတာပေါ့နော်ဒါပေမဲ့ရွှေကကိုဝယ်ထားတဲ့ဆိုင်မဟုတ်ပဲခြားဆိုင်ကိုသွားရောင်းတဲ့ခါကျရင်နည်းနည်းခက်တာမျိုးရှိရဲဈေးနှိမ့်ခံရတာမျိုးတွေရှိတတ်တယ်နောက်တစ်ခါကျတော့အဓိကအစိုးဆုံးအားနည်းချက်ကပဲဆိုတော့ရန်သူမျိုး၅ပါးရှိတယ်ပြောချင်တာကဒီရွှေတုံးကြီးကကိုကင်ထားရမယ်ကိုနာမည်ပေါက်ဆိုပြီးတော့ရွှေတုံးကမရှိဘူးလေလက်ဝက်ကင်ထားတဲ့လူကအပိုင်ပဲအဲ့တော့အခိုးခံရတာမျိုးပဲဖြစ်ဖြစ်တဘာဝဘေးရနေတခုခုရှိလို့ဟာလာအမှဆိုတော့အခုဆိုငလင်းနေပါလှုပ်တယ်လှုပ်တဲ့ခါကျရင်ကိုအိမ်ကပြုတ်သွားတယ်ဆိုရင်တခြားလူတယောက်ကဟာလာအမိုက်ကောက်တယ်လို့ဘာလို့လဲလာကောက်သွားတယ်ဆိုရင်ကျွန်တော်တို့မရအောင်ဘာမှလိုက်ပြန်ကလိန်းလို့မလွယ်ဘူးပေါ့နော်အဲ့တဘောမျိုးအမြေကွက်ကြီးကတော့လို့လောက်သွားလို့မရဘူးပေါ့ဆိုရွှေကအဲ့ပြဿနာအဓိကရှိတယ်ပြီးတော့ကျွန်တော်နိုင်ငံအနေထားပေါ့နော်အခါလေးရင်ရောင်းလို့မရတဲ့အခိုက်အတန့်တွေရှိတယ်အဲ့လိုပဲရွှေသေးကမောက်ကမဖြစ်လာတဲ့အနေထားမျိုးဆိုရင်ဒါကျွန်တော်တို့ဘယ်ဈေးအတွင်းမဲ့ရောင်းရမယ်တို့ဘလို့ဆိုရင်ရောင်းခွင့်မရှိဘူးတို့အဲ့လိုကိစ္စတွေဗျာအခါကျရင်ရှိတတ်တယ်အခါကျရင်တော့ရွှေရနည်းနည်းမျက်ခုံးလို့တော့ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ recommend ပေးတာတော့ဟာလာ
investment ပေါ့နော်ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ခါကျရင်ဘယ်တော့မှတနေရာထဲမှာအကုန်လုံးပုံပြီးတော့မလုပ်ပါနဲ့နော်ရွှေဆိုလဲရွှေရာခိုင်နှုန်းတစ်ခုထားမယ်မြေဆိုလဲမြေရာခိုင်နှုန်းတစ်ခုထားမယ်ကျွန်တော်မြန်မာနိုင်ငံမှာတခြား other form of investment type တွေလည်းရှိပါတယ်အဲ့ဒါတွေခွဲပြီးတော့လုပ်ထားဖို့အတွက်ကိုကျွန်တော်တိုက်တွန်းပါတယ်